အားလုံးပဲမင်္ဂလာပါဒီနေ့မျှဝေခြင်းနဲ့အကြောင်းအရာလေးကတော့ကိုကြိုက်တာကိုလုပ်ပါဆိုတဲ့ခေါင်းစဉ်ကလေးနဲ့မျှဝေခြင်းပါတယ်တခါတော့ကလင်မယားနှစ်ယောက်ရှိကြတယ်ဇနီးဖြစ်တဲ့ပုဂ္ဂိုလ်ကသောတာပန်လင်ယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်ကတောလိုက်မုံစုတဲ့ဇနီးဖြစ်တဲ့ပုဂ္ဂိုလ်ကတော့သောတာပန်ဖြစ်သည့်အလျောက်နေ့စဉ်နေ့တိုင်းပန်းနန္တာတွေဆွဲကင်ပြီးတော့ဖရာကြောင့်ကိုသွားသီလတရားတွေစောင့်တည်ဒါနတရားတွေပွားများဝိပဿနာဘာဝနာတရားတွေအားထုတ်လို့ပေါ့လင်ယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်ကတော့မနက်မိုးလင်းတာနဲ့အစိတ်ရလူထားတဲ့မြားတွေကိုယူခွေးတွေတအုပ်ကြီးနဲ့တောထဲသွားပြီးတော့တောထဲမှာရှိတဲ့အကောင်ပလောင်လိမ့်ဆန်လေးတွေကိုတတ်ဖြတ်ပြီးတော့ဈေးမှာရှောင်းချပြီးတော့အတန်မွေးဝမ်းကြောင်းပြုတဲ့သူပေါ့အဲ့တော့ဇနီးဖြစ်တဲ့ပုဂ္ဂိုလ်ကသောတာပန်ဖြစ်သည့်အတွက်ကြောင့်တနေ့နဲ့တနေ့သူ့ရဲ့ပါရမီဖြည့်ဘက်အကြောင်းတွေးပြီးတော့စိတ်မအေးရဘူးပေါ့ဒီလိုနဲ့တနေ့နဲ့တရားချတာပေါ့ကဲရှင်းပါလေလေအသက်တွေလည်းမငယ်တော့ဘူးဒီလုပ်တွေကြီးပဲလုပ်ပြီးတော့ဘဝကိုအဆုံးသတ်တော့မလို့လားတခါတလေလဲဖះเจ้าကိုသွားပြီးတော့ဖះတရားလေးပါလေးနာပါအောင်လားရှင်ဒီတိုင်းသာဆက်သွားနေမယ်ဆိုရင်တော့တန်ត្រာဝဲဩကလည်းမှာဒုက္ခတွေနဲ့ပင်လယ်ဝေရချီရဲ့ဖះเจ้าသွားပြီးတရားလေးပါလေးနာပါအောင်အဲ့ဒီလိုမျိုးလေးနာချကြည့်တာပေါ့အဲ့ဒီတော့တော်လိုက်မုံဆိုးဖြစ်တဲ့ပုဂ္ဂိုလ်ဟာငါဖះเจ้าတော့မသွားချင်ပါဘူးငါဒီလောက်ပဲဝါသနာပါတာမင်းတို့ဖះကဘာတွေဟောလို့ဟောမှလည်းမသိဘူးငါသွားရင်နားပူတာနဲ့ခါပူတာပဲရှိဖတ်တယ်မှာပဲပေါ့ဒါကြောင့်ငါမသွားပြစေနဲ့ဒါပေမဲ့ပါရမီဖြည့်ပတ်ကောင်းဖြစ်တဲ့ဇနီးကတော့နေ့စဉ်နေ့တိုင်းအဲ့ဒီလိုမျိုးလေးနားချတာပေါ့အဲ့ဒီတော့ဒီနေ့တော့တော်လိုက်မှုဆိုပါစဉ်းစားတယ်ဒီမိမကတော့ငါသာမသွားသမျှကာလပတ်လုံးနေ့စဉ်နေ့တိုင်းနားကိုဒုက္ခပေးနေမှာနမှုတစားတိုက်နေမှာပဲဆိုပြီးတော့ကဲသွားလိုက်လဲပြီးတာပါလေငါဘာသွားပြီးခဏလေးပြန်လာလဲရတာပဲပေါ့အဲ့ဒီလိုမျိုးလေးတွေးပြီးတော့အဲ့ဆိုလည်းကောင်းပြီလေငါနှစ်ပတ်ကျရင်စောစောဖျားကြောင်သွားလိုက်မယ်လေဆိုပြီးတော့သူခြေနဲ့ပြီးရောဆိုလည်းပြောပြီးတော့ဒီလိုမျိုးလေးဖြည့်ပေးလိုက်တာပေါ့အဲ့ဒီတော့မနက်စောစောမှာသူဖျားကြောင်ကိုသွားဖို့ဆုံးဖြတ်ပြီးတော့ဖျားကြောင်ဒီဦးတည်လာတယ်ဒါပေမဲ့သူစိတ်ထဲမှာလည်းတွေးလာတယ်ဖျားနဲ့တွေ့ရင်တော့သူအချိန်မရကြောင်းမအားကြောင်းတရားကိုတူတူဟောဖို့ပြောမယ်ဆိုပြီးတော့ရည်ရဲလာတာပါပဲအဲ့ဒီလိုနဲ့ဖျားကြောင်ကိုရောက်တယ်ဆိုပါတော့ဖျားနဲ့တိုက်ဆိုင်လို့တွေ့ပါတယ်ဖះကလည်းသူလာမှန်ကြုံသိနေလို့ဖះကြောင်းရဲ့ရှေ့မှာစဉ္ညာလေးရှာအောင်ပြီးတော့နေတာအဲ့ဒီတော့တော်လိုက်မုံဆိုးကလည်းဖះနဲ့တွေ့တော့နှုတ်ဆက်စကားလေးဆိုပြီးတော့ရှင်ပြတပည့်တော်ဖះကြောင်းကိုလာခဲ့တာဒါပေမဲ့တပည့်တော်မအားဘူးဖះတဲ့တရားကိုတော့တူတူဟောဖះတဲ့အဲ့ဒီတော့တရားတူတူကြိုက်တာဒီခင်မှဟုတ်မယ်မထင်ပါဘူးအဲ့ဒီတုန်းကလည်းစလာတယ်လို့ဒီလိုလေးမှတ်သားရမယ်ထင်အဲ့ဒီတော့ဖះကလည်းကြည်လိုက်တဲ့ခါကျတော့ဒီဝိနည်းကတော့ငါချွတ်လို့တိုက်ရိုက်ကျွတ်မဲ့ဝိနည်းမျိုးမဟုတ်ဘူးသူဇနီးကချွတ်မှတာလေကျွတ်မဲ့ဆိုတာသိတဲ့အတွက်ကြောင့်ရှိဝေးလည်းတရားတွေဟောမနေတော့ပါအေးကောင်းပြီကွာတဲ့ဒါဆိုရင်လဲမင်းကြိုက်တာမင်းလုပ်လေကဲတရားပြီးပြီပြန်တော့ဟာငါထင်တာဂေါရမမြတ်စွာဘုရားတော်တော်ဆိုးလိုက်မယ်ထင်တာပေါ့နော်လေးရှိပြီးတော့ပေးပြီးဝေးရှိနေမယ်လို့ထင်တာအခုတော့လည်းပဲဆိုးလို့လေဂေါရမမြတ်စွာဘုရားသဘောကောင်းတာပဲငါကြိုက်ပြီးသားပဲပေါ့တရားကိုလည်းတူတူဟောတယ်မင်းကြိုက်တာမင်းလို့ကောင်းတယ်လေဆိုပြီးတော့ဝန္တာအာရနဲ့ဘုရားကိုနှုတ်ဆက်ပြီးသူပြန်လာတယ်သူကတူတူနာကျင်တဲ့ပုဂ္ဂိုလ်ဘုရားလည်းတူတူဟောလိုက်တော့ဝန္တာအာရပျော်ရွှင်ပြီးတော့လေးလေးချုံချုံသချင်းလေးတာတာနဲ့ဖြစ်မှာပေါ့အိမ်ကိုပြန်လာတာဇနီးကအိမ်ကလာစောင့်နေရတာရင်ဓမ္မမှနဲ့ဘာတွေများဖြစ်လာမလဲပေါ့နော်ဘာတွေများပြောင်းလဲလာမလဲဆိုပြီးတော့လေသူစိတ်ဝင်စားတယ်အဲ့တော့စောင့်နေတာအဲ့တော့မျက်နှာလည်းပြုံးရွှင်လေးလေးတချွန်းသချင်းလေးဟာငါယောက်ျားတော့ဒီကနေ့ပြောင်းလဲလာပြီထင်တယ်ဆိုပြီးတော့ဝမ်းသာနေတော့ရှိသေးအိမ်ဝလည်းရောက်ရပေးတဲ့လေးနဲ့မြပေးတယ်ငါတော့ထွက်တော့မယ်တဲ့လေးနဲ့မြပေးတဲ့ငါတော့လိုက်ထွက်တော့မယ်တဲ့ဟဲရှင်ဖျားเจ้าအောင်လဲသွားတယ်မျက်နှာမှာလည်းပြုံးရွှင်ပြန်လာတာ
ဖះနဲ့မတွေ့ခဲ့ဘူးလားမေးတာတွေ့ခဲ့တယ်လေဖះပဲသွားမှာမလို့အကြောင်းမှရှိသားပဲဒါဆိုရင်ဖះနဲ့တွေ့ရင်တော့ तू တခုပြောင်းလဲလာမယ်ပေါ့နော်အခုကအိမ်ရောက်ချင်းလေးနဲ့များတောင်းတဲ့အခါကျတော့ तू အံ့ဩသွားတာ तू ပြစ်ထက်စဉ်းစားတယ်ရှင်ဖះနဲ့တွေ့တာတော့ဟုတ်ပါပြီဖះတရားရောနာခဲ့ရလားနာခဲ့တယ်လေဖះမင်းကြိုက်တာမင်းလို့ပြောတာပဲအခုလည်းငါကြိုက်တာငါလုံးမလို့ငါလေးနဲ့များကြီးခွေးတွေခေါ်ပြီးငါတော့လိုက်ထွက်မလို့လေဆိုတော့အဲ့ကြမှာဇနီးကသဘောပေါက်တယ်။အော်မြတ်စွာဘုရားဟောလို့ရင်အဲ့ဒီတော့ तू ကလေးနဲ့များကိုအားနဲ့ဆွဲပြီးတော့သူ့ရဲ့အမျိုးသားဘက်ကိုထိုးချိန်လိုက်တာအဲ့မှာအမျိုးသားဖြစ်တဲ့ပုဂ္ဂိုလ်ကပုံနာလန့်သွားဟာမင်းဘယ်လိုလုပ်တာလဲသူ့ကိုလည်းဇနီးဖြစ်တဲ့ပုဂ္ဂိုလ်ကတခါမှလို့မဆက်ဆံဘူးအဲ့ဒီလိုဆက်ဆံ तू လန့်လဲလန့်အံ့လဲအံ့ဩသွားဟာမင်းဘယ်လိုလုပ်လိုက်တာလဲအဲ့ဒီရဲ့ညားတွေမှာအစိတ်တွေရှိတယ်ငါထည့်ထားတာဘယ်လိုတိရစ္ဆာန်မျိုးဘယ်လိုကြီးတဲ့တိရစ္ဆာန်မျိုးကိုဘယ်အစိတ်ရှိတဲ့ညားနဲ့ပြည့်ရမယ်ဆိုတာငါလုပ်ထားတာမတော်တဆမင်းလွတ်သွားရင်ငါသေသွားနိုင်တယ်မင်းမလုပ်ပါနဲ့ဖယ်လိုက်ပါပေါ့ကဲတဲ့ရှင်စဉ်းစားတဲ့ရှင်ကိုဒီလိုမျိုးထိုးချိန်တာပြစ်လိုက်မယ်ဆိုရင်ရှင်ကြိုက်သလားဟာဘယ်ကြိုက်မှာတော့ငါသေမဲ့လုပ်ကြီးငါကြိုက်နေပါမလားအေးအဲ့လားပဲတဲ့ဖះဟောတယ်ဆိုတာလေကိုညင်းစေတာကိုမကြိုက်ဘူးဆိုရင်သူတို့ဘာလို့လဲမညင်းစေနဲ့ပေါ့မတက်ဖြစ်နဲ့ပေါ့တဲ့ဒါဆိုရင်ဒီနေ့ညဝေခြင်းတဲ့အကြောင်းအရာလေးကကိုကြိုက်တာကိုလုပ်ပါဆိုတာလောကမှာကိုညင်းစေတာနှိပ်စက်တာဖိနှိပ်တာချိုးတာနှိမ်တာမကြိုက်ဘူးဆိုရင်သူတို့ဘာတွေကိုလဲမလုံနဲ့ပေါ့ဘာလို့လဲဆိုတော့ကိုကြိုက်တဲ့အရာလေးတွေကိုပဲလုပ်ပါပေါ့နော်အဲ့တော့ကိုယ့်ကိုအကြောင်းတွေပြောတာကိုအတင်းတွေပြောတာမကြိုက်ဘူးဆိုရင်သူတို့ဘာရဲ့အတင်းတွေအဖြစ်တွေကိုလည်းမပြောနဲ့မကြံနဲ့မစီနဲ့ပေါ့ဒါကြောင့်ဒီနေ့မျှဝေခြင်းနဲ့ခေါင်းစဉ်လေးကကိုကြိုက်တာကိုလုပ်ပါဆိုတဲ့ခေါင်းစဉ်လေးမှာအားလုံးအတီလေးတွေတစ်ခုစီရမယ်ဆိုရင်ရှင်းတတ်ပါပြီအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ